တွတ်တော်ကမကမေးတယ်တယောက်ကမေးတယ်နော်ဆိုတော့ तू ကမေးတာကကုံစင်းလုံးကြီးမြင့်နေမှုတွေကုံစင်းလုံးပြဿနာကြောင့်လူတွေခက်ခဲနေတာတွေချင်းနေတွေဒါအားလုံးခြုံငုံပြောရရင်တော့ကုံစင်းလုံးပြဿနာကိုဖြေရှင်းဖို့ကုံစင်းလုံးကြာဆင်းရေးကိစ္စတွေတည်ငြိမ်ရေးကိစ္စတွေလုပ်ပေးဖို့ပြည်တော်အစိုးရကို तू ကမေးတယ်မေးကောလာဖြေတဲ့ဝန်ကြီးဌာနပဲဌာနလည်းသိလားဟုတ်ပါဘဏ္ဍာခွန်ကလာဖြေသွားတယ်ဘဏ္ဍာခွန်လာပြောတော့ဘဏ္ဍာခွန်ဖြေသွားတယ်ကုံစင်းလုံးတက်နေတဲ့ကိစ္စတွေကုံစင်းလုံးတွေမတည်ငြိမ်ဖြစ်တဲ့ကိစ္စတွေဘဏ္ဍာခွန်ကလာဖြေသွားတဲ့ဒုဝန်ကြီးအမျိုးသမီးအန်တီကြီးကတော့ तू ကတော့ကုံစင်းလုံးတက်နေတဲ့ကိစ္စနဲ့ပတ်သက်နိုင်ငံတကာစံနှုန်းတွေ तू တိုင်းပြီး तू ဖြေသွားတယ်ကုံစင်းလုံးတက်နေတာကို तू ဝန်ခံတယ်ဆိုတော့ကုံစင်းတက်တယ်ဟုတ်ပြီကုံစင်းတက်တာကိုလွတ်တော်အမတ်ကလည်းလာမေးတယ်လွတ်တော်မှာလာဖြေတဲ့စီမံဘဏ္ဍာဒုဝန်ကြီးကလည်းလာဖြေတယ်ဖြေသွားရမယ် तू ကဖြည့်ရှင်းကြီးကြတော့မပါလာဘူးကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေပင်စင်စားတွေကကိုယ်ဝင်ငွေနဲ့ထုတ်ငွေမညီမျှပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကုံစင်းလုံးတက်တာတွေရောပေးတဲ့လစာတဲ့ကျွန်တော်ကုံစင်းလုံးနဲ့ဘလို့မှကိုဒါစာဝတ်နေရေးကိုမရင်ဆိုင်မကြော်လောက်နိုင်ဖြစ်နေပါတယ်ဒေါ်လာမျိုးတွေအားလုံးမင်္ဂလာပါဆိုတော့ဇူလိုင်လ22မှာ3ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းချို့သတင်းကောင်းလေးတွေကိုယူစွာနားဆင်ဒီပါပြီးတော့ကျော်ပလာတိုင်းဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပရောဆိုသတင်းလေးကတော့မန္တလေးတိုင်းမန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာထောင်ဒဏ်နှစ်ပေါင်း162မှ4နှစ်ပေါ့နော်4နှစ်ကျော်ချမှတ်ခံထားရတဲ့ NLD ပါတီဝင်ကိုလိုင်ဝါပေါ့နော်စေကူတာမှုအချိန်မီမရရှိတဲ့အတွက်ကြောင့်မို့လို့ကြာဆုံးသွားခဲ့တဲ့အကြောင်းကိုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNN ကဥဆောင်ကော်မတီဝင်ပေါ့နော်မက်ရောင်ဒီလေးကပြောပါတယ်သူကဒီကျွန်တော်တို့ကိုလိုင်ဘွားကပေါ့နော်ဇူလိုင်လ20ရက်နေ့ည10နာရီပေါ့နော်အဲ့ဒီမန္တလေးကနေပြီးတော့မှအိုးဘိုအကျဉ်းထောင်မှာမန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာဒီထောင်ဒဏ်162မှ4နှစ်ချမှတ်ခံရတဲ့ဒီကျွန်တော်မဟာအောင်မြေမြို့နယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်နိုင်ငံရေးအကျဉ်းသားအသက်42နှစ်အရွယ်ကိုလိုင်ဘွားကမန္တလေးပြည်သူ့စေယုံကြီးမှာကြာဆုံးပြီးတော့မှကွယ်လွန်ခဲ့ရတာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ဆိုတော့ဒါကဒီကောင်တွေကတော့လုပ်နေကြအတိုင်းကတော့ဒီပုံစံအတိုင်းပါပဲဘာဖြစ်လို့ဆိုတော့တေကန်နီးပြီဆိုရင်သိရမလားဒီလူတွေအခြေအနေမကောင်းနိုင်တော့ဘူးဆိုရင်ဒီကောင်တွေလွတ်ပေးတယ်လို့ဘာလို့ညာလို့နဲ့လောက်ကြတယ်စေကူတာမှုခံယူပေးတယ်ဘာညာဆိုတဲ့ဥစ္စာမျိုးလောက်ကြတယ်ဒါပေမဲ့အချိန်မမီတော့မှစေယုံစေကန်သွားပို့တော့ဒီစေကစေယုံသွားပို့တော့ဘယ်လိုလုပ်တက်ကမီတော့မလဲနော်ဒါတွေကလည်းဒီစနစ်ရဲ့ခံစားနေရတဲ့ပြည်သူတွေခံစားနေရတဲ့အခြေအနေပေါ့ဆိုတော့ဒါကပြည်သူတွေပဲခံစားနေရတာမဟုတ်ဘူးနိုင်ငံရေးလုပ်တဲ့သူပဲခံစားနေရတာမဟုတ်ဘူးစစ်တပ်ဒုက္ခပေးနေတာကလက်ရှိမှာပြောမယ်ဆိုစစ်တပ်ထောက်ခံတဲ့သူတွေကအစခံစားနေရတာပဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ဆက်ဆက်ပြီးတော့မှဒီကိုလိုင်ဝါရဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှဆက်ဆက်ပြီးပြောချင်တာကဘာလဲဆိုတော့ဒီကျွန်တော်တို့စစ်ဗိုလ်တန်းကိစ္စပေါ့ပြောချင်တာကဘာလဲဆိုတော့ဒီသူတို့စစ်တပ်အုပ်ချုပ်နေတဲ့များကာလပတ်လုံးဒီသူတို့စစ်တပ်ကိုထောက်ခံတဲ့သူတွေပါဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြချင်တာပါကလေးမျိုးမှာစစ်တပ်ကနေအတွင်းကိုဝင်ရောက်စီးနေပြီးတော့မှလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အပြင်ပြူစောတိတဦးနဲ့ကိုဖြစ်သူကိုပါဗောနော်စစ်ဗိုလ်တန်းအဖြစ်ဖမ်းဆီးသွားတယ်လို့သိရပါတယ်ရှင်းလေးပါပြောချင်တာကဘာလဲဆိုတော့ငါဒီစစ်တပ်အုပ်ချုပ်တဲ့ကာလအတွင်းမှာငါတို့တွေအေးဆေးနေနိုင်တယ်ငါပြူစောတိလုံယုံတဲ့ငါမိသားစုလုံခြုံတဲ့ထင်တဲ့ကောင်တွေရဲ့ဘဝနောက်ဆုံးဘာဖြစ်သွားလဲဆိုတာကိုမြင်စေချင်တာပါစစ်တပ်ကသူတို့ဘက်ကလူလိုလာတဲ့အခါမျိုးမှာမင်းငါ့ကိုထောက်ခံခဲ့တဲ့ကောင်ငါ့ကိုမင်းတို့ကထောက်ခံပေးနေတဲ့ငါတို့ကိုမင်းတို့ကထောက်တိုင်လုပ်ပေးနေတဲ့အပစပဲပစမိသားစုပဲပြူစောတိမိသားစုပဲဆိုပြီးတော့မှရှော်မှာမဟုတ်ဘူးတွေ့တယ်မလားအခုပြူစောတိနဲ့သူ့ရဲ့အကိုဖြစ်သူကိုပါပေါ်တာဆွဲသွားတယ်စစ်တပ်ကအဲ့တော့စစ်မှုထမ်းဖြစ်ပေါ်တာဆွဲသွားတယ်ဆိုတော့စဉ်းစားကြည့်ပေါ့ခင်ဗျားတို့တွေလည်းမလွတ်ဘူးဆိုတာကိုသိစေချင်တာပါโอเคဆိုတော့နောက်တဲ့သတင်းလေးရပါဘောနော်ဒီကျွန်တော်တို့အင်းစိန်ထောင်ကနေပြီးတော့မှလွတ်ရက်နီးနေတဲ့ MNA Fighter ဒါတော်ထူးနိုင်ခေါ်ကိုပိုးတော်ပေါ့နော်ကိုပိုးတော်ကိုရန်ကုန်တိုင်းနယ်စပ်ရေးရနဲ့လုံခြုံရေးဝင်ကြီးရဲ့အမိန့်နဲ့ပေါ့ဗျာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှာတဲ့51ခန်းငယ်တက်ပြီးတော့မှဗဟန်းရဲစခန်းကနေပြီးတော့မှထပ်မံတရားစွဲလို့သိရပါတယ်ဆိုတော့ဒီကောင်တွေအုပ်ချုပ်သမျှကာလပတ်လောက်ကတော့ဒီလိုမျိုးရုပ်မာမှုတွေဒီလိုမျိုးအောက်တန်းချမှုတွေကတော့အခန့်နေရအောင်ပါပဲတေချာတစ်ခုကတော့ဒါဒီလိုမျိုးဖြစ်လာတဲ့ပုံမှာတော့ကိုဖိုးတော်ကတော့တေချာတာတစ်ခုကတော့သူ့ကိုသူတော့နောင်နာရမှာမဟုတ်ဘူးဒါသူလုပ်ခဲ့တဲ့ကြောင့်မို့လို့သူပြန်ရလာတယ်ဒါပြောမယ်အကျိုးဆက်ပဲဒါပေမဲ့ဒီဟာပေါ်မှာလဲကိုဖိုးတော်တော့ငိုပြနေစရာလည်းမလိုပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါတွေကဒီကောင်တွေအုပ်ချုပ်သမျှကာလပတ်လုံးတွေဒီလိုမျိုးရက်ဆက်မှုတွေကိုခံရမယ်ဆိုတော့သိပြီးသားပါဆိုတော့ဒီထောင်ဒဏ်9နှစ်ကျော်သူချမှတ်ခံရတယ်သူလွတ်ခံနေအချိန်မှာဒီလိုမျိုးထပ်ပြီးတော့မှတရားစွဲတယ်တချို့တွေဆိုရင်ထောင်ရှိရောက်ရုံပဲရှိသေးတယ်နောက်ထပ်ပုံမှန်ဆက်စွဲပြီးတော့မှထောင်ထဲပြန်ထဲတဲ့ဥစ္စာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့လူကိုလူလိုမအုပ်ချုပ်တဲ့ဘယ်လိုမျိုးပေါ့နော်ဒီလိုနိုင်ငံမျိုးမှာလူဖြစ်ရတာဘယ်လောက်
လူအောက်တန်းကြတယ်လဲဆိုတာမျိုးကိုလည်းသိစေချင်တာပါ။ Okay ဆိုတော့နောက်ထပ်သတင်းလေးကတော့ဒီကျွန်တော်တို့အာထုံမှာပေါ့နော်တထုံမြို့နယ်မှာ KNL ပူးပေါင်းတပ်နဲ့စစ်တပ်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီးတော့မှစစ်သား9ဦးသေဆုံးခဲ့ပါတယ်။ဆိုတော့စစ်တပ်ကပြည်သူ့နေ6လုံးနဲ့ကုန်တင်ယာဉ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့လို့သိရပါတယ်။ဆိုတော့ကမ်ဘလူမှာလည်းပြူစောတိကျေးရွာတွေကို drone နဲ့3ကြိမ်ပေါ့နော်တိုက်ခတ်ခဲ့လို့သိရပါတယ်။လောလောဆယ်မှာတော့ကျွန်တော်တို့ဒီမွန်ပြည်နယ်တထုံဘက်မှာဖြစ်တဲ့တိုက်ပွဲ2ပွဲမှာတော့တိုက်ပွဲက2ကြိမ်ဖြစ်ခဲ့တယ်ပေါ့နော်စစ်ကောင်စီတပ်သား9ဦးသေခဲ့တယ်9ဦးဒဏ်ရာရရှိခဲ့တဲ့အကြောင်းကို KNU ဗဟိုကလည်းဇူလိုင်လ22ရက်နေ့မှာထုတ်ပြန်လာပါတယ်။ဆိုတော့ KNU လည်းကျုံးတယ်ဆိုတော့အနေနဲ့ရမှာရှိနေတဲ့ညီကိုတွေလည်း share ဖြုတ်နေတာပါပဲဆိုတော့ဒီကမ်ဘလူမှာလည်းပြူစောတိကျေးရွာတွေကို drone နဲ့ဘုံ3ကြိမ်ကျဲချခဲ့တယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့မြေပြင်မှာရှိနေတဲ့ရဲဘော်တွေကတော့လုံစရာရှိတာလုံနေတာပါပဲအဲ့တော့ဝေဟင်မှာရှိနေတဲ့လေလိုင်းပေါ်မှာရှိနေတဲ့ညီကိုတော်တွေလည်းကိုလုံစရာရှိတာကိုလုံဖို့ပဲလိုတာပါနော်အဲ့တော့နောက်တဲ့သတင်းလေးကတော့တီးတိမ်မြို့နယ်မှာ PDF ဇိုးလန်နဲ့ဇက်ရာတွေပြစ်ခတ်မှုဖြစ်ခဲ့ပြီးတော့မှဇက်ရာတွေတပ်ဖွဲ့က3ဦးသေဆုံးခဲ့လို့သိရပါတယ်။တေတာကဇက်ရာတွေတပ်ဖွဲ့က3ယောက်သေတာပါ။စကားစပတ်ကလည်း3ယောက်ထပ်သေတယ်လို့ကြားပါတယ်။အားလုံးပေါင်းအဲ့ဒီကျွန်တော်တို့တီးတိမ်မြို့မှာကျိုးဆိုပါရေးဆိုတဲ့အဲ့ဒီအဝင်နားမှာစိုင်းပုတ်နီးနားမှာဖြစ်တာပေါ့နော်။ကျွန်တော်တို့သိတဲ့လောက်စကားစားနဲ့ဇက်ရာတွေအားလုံးပေါင်း6ယောက်သေတယ်လို့သိရပါတယ်။ဆိုတော့ဝမ်းနည်းစရာမရှိပါဘူး။ဒီခွေးတောင်းသားတွေဒီထက်တောင်ပိုသေတဲ့တာပေါ့နော်။အဲ့တော့ဒီကျွန်တော်တို့ဇက်ရာတွေဆိုတာကတော့ဒီကျွန်တော်တို့ဇွန်မီလူမျိုးတွေကိုအခြေပြုတဲ့ဥစ္စာပေါ့နော်ဒီဇိုလန်ကလည်းပြောမယ်ဆိုရင်ဒါဇွန်မီလူမျိုးတွေပဲလို့လည်းကျွန်တော်သိရတယ်ပေါ့နော်ဒီကတော့ဒီချင်းနဲ့ဒီတခြားချင်းမှာလည်းတိုင်းရင်းသားတွေအများကြီးရှိတာပေါ့နော်ပြောချင်တာကဘာလဲဆိုတော့ဇာတ်ရီကတော့စစ်တပ်ဘောမှဖြစ်ပြီးတော့မှဇွန်မီလူမျိုးချင်းတွေ့ရင်တော့မှဇာတ်ရီကစစ်တပ်ဘောမှဖြစ်ပြီးတော့မှဇိုလန်ကကျတော့ PDF ဘက်မှာဖြစ်နေတာပေါ့နော်ဆိုတော့ဘာပဲပြောတာဒီလိုအခြေအနေတခုမှကျွန်တော်တို့ညီကိုတော်တွေဒါအောင်ပွဲရလိုက်တာကိုကျွန်တော်တို့အနေနဲ့ဝမ်းသာပါတယ်ဒါပြောမယ်ဆိုရင်အားလဲအားရပါတယ်ခင်ဗျာနောက်တဲ့သတင်းလေးကတော့မြောက်ရီနော်မြောက်ရီပေါ့နော်မြောက်ရီကိုအာရှလန်တိုင်းတက်လာတဲ့စစ်တပ်ရဲ့တက်ကားတွေပေါ့နော်ဒါကွန်တီတော်ကွေမှာတိမ်မောက်ပြီးတော့မှ2ဦးသေဆုံးပြီးတော့မှ10ဦးထပ်မံတန်ရာရတဲ့သတင်းလေးပေါ့ဒီကောင်တွေကလည်းသေလိုက်တာဆိုတော့နော်သေလို့မပြီးနိုင်တော့ဘူးနော်ပုံစံမျိုးစုံတွေကိုသေနေတာပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်းဒီကောင်တွေသေပြန်ပြီသေသေးတယ်အဲ့တုန်းကကျွန်တော်တို့ညီကိုတော်တွေကျုံးလိုက်တာအခုလည်းကျွန်တော်တို့ညီကိုတော်တွေကျုံးလိုက်တာပဲနေမှာပါဗျာသိရမလားကားမောက်ပြီးသေတာတော့ဘာလို့ဆိုရင်ဒါကျွန်တော်တို့ညီကိုတော်တွေကျုံးလိုက်လို့သေတာပဲပေါ့အဲ့တော့ဘာပြောမင်းတို့ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်မင်းတို့သေဖို့ပဲရေးကြည့်ပါတယ်လို့ပြောချင်တာပါဆိုတော့သေမှာပေါ့ဘာလို့သေမှာလဲဆိုတော့ခင်ဗျာကရင်ပြည်နယ်တောင်ပိုင်းကိုဘယ်သူရောက်နေလဲတစ်ချက်ရှိုးလိုက်လေဘိုးကြီးပိုတာဘောနဲ့ဘယ်သူတွဲပြီးအလုပ်လုပ်နေလဲဆိုတာတစ်ချက်ရှိုးလိုက်ဟုတ်ပါမှာဒီကောင်အဲ့ကောင်ဆက်ရှင်းလိုက်လားကောင်းမမဒီကောင်ဘာပြန်ထားလာတော့ဘာကလူမဟုတ်လားလူပဲကိုလူပဲလားအေးလူပဲဒီမှာကြားထဲမှာဒီကောင်ဒီမှာဒီကောင်နှစ်ကောင်ဒီဘက်မှာပြောအောင်ကြည့်နေတယ်ကောင်ထိတယ်အဆက်မဲ့ဘာတင်းနေလဲမင်းကောင်းကြီးနေမော်ကောမော်လေခုနဒီနောက်ပဲပေါက်လာပဲဟုတ်တယ်ဟုတ်ထိတယ်အေးဒီကောင်နေအမှအေးအေးကြောင့်မုတ်စိန်ပေါင်းလို့နှစ်ကောင်လားမသိတော့မောက်တော့တွေ့တယ်မင်းတို့ထဲမှာမြင်ရလားအမှတဲ့လာဘေးကြောက်လာဝေးလာပဲကြောက်တော့ဟုတ်တယ်ဝေးထိုင်းပါစိတ်နေပုံပေါ်ထိုင်နေတော့ထိုင်နေမမအေးကောင်စောက်ခွက်ပြောင်းနေတာကောင်နောက်ထပ်တစ်စီးတော့ထပ်လုပ်ပလဲဟိုနောက်တစ်စီးချက်ကြလာတယ်လေမဟုတ်သူရောက်နေလဲရှိုးလိုက်တောင်ပိုင်းတိုင်းအောင်ပေါက်ပွဲမှာဆိုလို့ကျွန်တော်တခုရှိတယ်တကူအေးဟာပြောဖမလာဦးဖြစ်စားထွက်တယ်စားမောင်းဒီကောင်တွေကစစ်တဲဖို့လာလားစပတ်ဒီလောက်ပဲနီးလေးပဲလမ်းတော့မဆောင်နဲ့တော့ဟုတ်ပါမလားစားထွက်တယ်စားထိရတော့ဖမလာဦးဖြစ်ဒီစားကဆက်တော့ပြောလိုက်ပါဦးလို့စစ်တဲဖို့လာလားငါလီလာတောင်းတော့မတက်ရသေးစားတော့ထွက်နေအရှိရကောင်ကချွေရောက်ကုန်အရှိရကောင်ကချွေရောက်ကုန်ရှောင်းလို့ရမဟုတ်ဘူးအဲ့ဒီမှာပြစ်ခဲတာတော့စစ်တဲဖို့လာတာငါလီလာချွေမပေးတော့လားမင်းကြီးတတ်မှမို့လွယ်နေလမ်းမပေါ်မှာပြစ်ထားလို့စီအဲ့ဘိုးကြီးရဲ့ကျွန်တော်သိတဲ့လောက်အဲ့မှာရှိနေတဲ့ရဲဘော်တွေပြောပြတာပေါ့နော်ဘိုးကြီးရဲ့ဆက်ကလေဒီ icon ထဲမှာရှိနေတဲ့ဒီ icon ဆက်နံပါတ်ကလေသူစပြီးတော့မှဒေါ်လာရေးစလုပ်တယ်အဲ့ဒီဆက်ပဲအခုချိန်ဒီအဲ့ဒီဆက်နံပါတ်ပဲအဲ့တော့သူ့ရဲ့ဆက်တွေကိုလည်းစကားစားလူတွေကသိတယ်ဒါပါတော့ဘာဖြစ်လို့မပြောင်းတာလဲဆိုတော့ကျွန်တော်မသိဘူးနောက်တစ်ခုကဘာလဲဆိုတော့ဒီကျွန်တော်တို့ဒီ Cobra မှာလက်ရှိလက်နက်ကြီးတက်ထဲမှာပါနေတဲ့တချို့ရဲဘော်တွေကစကားစားဘက်ကနေပြီးတော့မှဒီဘက်ကိုရောက်လာတဲ့သူတွေများသောအားဖြင့်ကအဲ့ဒီဥစ္စာကိုဥဆောင်တဲ့သူကလည်းစကားစားဘက်ကစစ်သားရတယ်ဗျာဘလောက်တော်လဲဆိုရင်ခင်ဗျာဘယ်နေရာကိုဘယ်လိုမျိုးဖြစ်ခဲ့
လုံးဝ location ပြတ်မဲ့အတိအကျကြောက်ပြစ်နိုင်တာလေအဲ့လောက်ထိကိုတော်တာတယ်အဲ့လိုမျိုးဒီကျွန်တော် drone နဲ့ပဲဖြစ်ဖြစ်ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးပြိုင်ပွဲလို့တော့ဆိုရင်လေအဲ့ဒီအဖွဲ့ကပထမရတာလေခင်ဗျာအဲ့ဒီအဖွဲ့နဲ့အခုလက်ရှိဒီမှာမြောက်ရီတို့၄ကီကောတို့အဲ့ဘက်ချမ်းမာကောင်စကားစားကောင်တွေသိရမလားကြုံပြီဆိုတော့ခင်ဗျာသေဖို့ပဲရှိမယ်လေသိရမလားမနိုင်ပြောကိုကခံစင်းနဲ့တုံးနေရတယ်ဆိုပေမဲ့ဒီကောင်တွေကတက်လာရတာလေသိရမလားအမြင်ကြီးကျုံးရတာဗျာလာလေးမင်းသေရဲဒီကောင်တွေတော့သေရဲသေးတာပဲကျွန်တော်ညီကိုတွေဘာလို့မကျုံးရမှာဟုတ်တယ်မလားအဲ့ဒါကဘာလဲဆိုတော့အဓိကကျွန်တော်မြေပြင်မှာရှိနေတဲ့ခေါင်းဆောင်ပိုင်းတွေပဲဖြစ်ဖြစ်ရဲဘော်တွေတယောက်နဲ့တယောက်ဘယ်လောက်ထိconnect မိနေကြတယ်လေတယောက်နဲ့တယောက်ချိတ်ဆက်မှုရှိတယ်လေဆိုတာမျိုးလေသိစေချင်တာပါနော်တော်တော်စီကတော့ကွန်မာဝေကတော့ဒါတောင်ပိုင်းတိုင်းမှာလာပြီးတော့မှသူ့ရဲ့ဘော်ဒါကြီးဘိုးကြီးနဲ့ဘော်ဒါဝေါ်နဲ့တွေ့ပြီးတော့မှဒါသူတို့ညီကိုတငယ်ချင်းတွေကပေါင်းပြီးတော့မှစကားစားကိုပြဖြုတ်နေတာပေါ့နော်ဒါတောင်ပိုင်းတိုင်းကိုလာပြီးဖင်လာရတဲ့ကောင်လေးတွေပေါ့နော်ဒါလေးဒီကောင်လေးတွေကိုရှယ်ဖြုတ်နေတာဖြစ်ပါတယ်โอเคဆိုတော့နောက်ထပ်ဒီကျွန်တော်တို့ဒီဗီဒီယိုလေးကတော့ဒီကျွန်တော်တို့ငါမစ်ဆွေသားကလည်းငါမစ်ဆွေရလေးလေးတလားဒီဘဲနဲ့ချက်မပြည့်သူသားလည်းချက်မပြည့်ဘူးပြသေးလားဒီကောင်ပြောတာနားတော့ကြည့် ကျွန်တော်အဖေကအကယ်၍အမှုအောင်ခဲ့ရပေါ့နော်သူမင်းသားလို့လို့ရှိရင်အားပေးကြမှာလားရီကြမှာလားငိုကြမှာလားပေါ့နော်ကျွန်တော်အဖေကလည်းသူဗီဒီယိုမှာပြောခဲ့ဘူးပဲနိုင်ငံရေးလောက်ရတာစိတ်ကုန်သွားပြီလက်အဲ့ဒါကြောင့်မို့ကျွန်တော်အဖေကိုကျွန်တော်ပြောချင်တာကတော့နိုင်ငံရေးမှာခန်းစားချက်ထက်အရေးကြီးရရှိရပေါ့နော်အနုပညာမှာတော့ခန်းစားချက်ထက်အရေးကြီးရမရှိဘူးပေါ့နော်နိုင်ငံရေးမှာခန်းစားချက်ကိုပိုဦးစားပေးရဆိုရင်အဲ့လိုပေါ့နိုင်ငံရေးပုံမှန်တွေညှိနှိုင်းတဲ့အနုပညာမှာခန်းစားချက်ကိုဦးစားပေးရဆိုရင်တော့လူချစ်လူခင်များတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အဖေကလည်းအနုပညာပိုးပါတယ်ဆိုတော့ကျွန်တော်အဖေကိုလိုင်းပြောင်းဖို့ပြောကြည့်မယ်လေအားလုံးသဘောတူရမလားဆိုတော့ဒီကောင်အဖေကတော့တချင်းဆိုတာလေးတော့သူ့ဟာနဲ့သူမစိုးပါဘူးဒါပေမဲ့ကျွန်တော်ဒီဇဟူအောင်ဆန်းပေါ့နော်ဒါသူ့နာမည်ဇဟူအောင်ဆန်းပေါ့ပြောချင်တာတော့ဗာလဲဆိုတော့ညီလေးကဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ်နိုင်ငံရေးမှာပဲဖြစ်ဖြစ်ဒီဂီတရေးရမှာပဲဖြစ်ဖြစ်ပညာရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်ကန်စားချက်တစ်ခုနဲ့လုပ်လို့မရအောင်ညီလေးရဲ့ခံယူချက်ကောင်းမှကိုလုပ်တဲ့အလုပ်တစ်ခုကအောင်မြင်မှာအဲ့တော့မင်းအဲ့ဒါလေးတွေလေ့လာသင်ယူဖို့လိုသေးတယ်လို့အကိုကတော့ထင်တယ်ဆိုတော့မင်းဖေကတော့ဟာဘယ်လိုပြောမလဲကျွန်တော်နိုင်ငံရေးကိုစိတ်ကော်သွားပြီးဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ပြောနေပေမဲ့လည်းတကယ်လို့ပြန်ထွက်လာရင်အားထက်ချောင်တာမင်းဖေပဲရှိတယ်မင်းဖေငါးမင်းဆွေလောက်ကိုလေမြန်မာနိုင်ငံမှာအားချောင်နိုင်တဲ့ကောင်မရှိဘူးညီလေးရဲ့တဲ့လားဒါလေးကတော့ကိုတို့ကဒါဆက်လို့ပြောပြတာပေါ့နော်တကယ်လို့မင်းအနေနဲ့ဒီလိုမျိုးပြောနိုင်နေဆိုရင်တော့ကောင်းတာပေါ့ဒီနိုင်ငံရေးဘက်ကိုလာပြီးတော့မှမရှုပ်ဘဲနဲ့မင်းဖေတက်မလားဒီအမှုပညာရေးရမှာပဲသွားပြီးတော့မှဆရာဆူလိုနေတော့အဆင်ပြေတာပေါ့ငါတို့လည်းပြောရတာပြောစရာမရှိတော့ message တော့လည်းတက်တာသွားတာပေါ့ညီလေးရဲ့နော် okay ဆိုတော့ဒီကျွန်တော်တို့ဒီလွတ်တော်ထဲမှာတို့ဒီကုံစင်းလုံးကြာဆင်းဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့မှတို့ဆွေးနွေးကြသေးတယ်အဲ့ဒီကနေပတ်သက်ပြီးတော့မှကျွန်တော်ပြောမင်းပြောတာလေးကြီးကျင်လို့ပါကြည့်အောင်မိသားစုတွေရီလို့ရအောင်တော့ကျွန်တော်ဒီ profile လေးတင်ဆက်ပေးလိုက်ရပါတယ်တွတ်တော်ကမကမေးတယ်တယောက်ကမေးတယ်ဟုတ်နော်ဆိုတော့ तू ကမေးတာကကုံစင်းလုံးကြီးမြင့်နေမှုတွေကုံစင်းလုံးပြဿနာကြောင့်လူတွေခက်ခဲနေတာတွေချင်းနေတွေဒါအားလုံးခြုံငုံပြောရရင်တော့ကုံစင်းလုံးပြဿနာကိုဖြေရှင်းဖို့ကုံစင်းလုံးကြာဆင်းရေးကိစ္စတွေတည်ငြိမ်ရေးကိစ္စတွေလုပ်ပေးဖို့ကျွန်တော်အစိုးရကို तू ကမေးတယ်မေးခွန်းလာဖြေတဲ့ဝန်ကြီးဌာနပဲဌာနလည်းသိလားဟုတ်ပါဘဏ္ဍာခွန်လာဖြေသွားတယ်ဒီမှာကုံစင်းလုံးကြာဆင်းရေးတည်ငြိမ်ရေးနဲ့ဘဏ္ဍာခွန်နဲ့ဆိုင်သလားမေးတော့နည်းနည်းတော့ဆိုင်သလိုလိုမဆိုင်သလိုလိုတော့ရှိတယ်ဗျအဲ့လိုရှိကျွန်တော်အမြင်ပြောရရင်တော့ဘန်နာခွန်နဲ့တော့ဓာတ်ရိုက်တော့မဆိုင်ဘူးဗျဆိုင်တော့မဆိုင်ဒါစီဝါကူတန်းတို့ဘာလို့အဓိကလာမယ်သူတို့အဓိကဆိုတော့စီဝါကူတန်းနဲ့ဓာတ်ရိုက်အများဆုံးဆိုင်လိမ့်မယ်ပေါ့ကျွန်တော်အများဆုံးသက်ဆိုင်နေထားတာဆိုတော့လာဖြေသွားတာဘန်နာခွန်ကလာဖြေသွားတယ်ဘန်နာခွန်လာပြောတော့ဒါဘန်နာခွန်ဖြေသွားတယ်ကုံစင်းလုံးတက်နေတဲ့ကိစ္စတွေကုံစင်းလုံးတွေမတည်ငြိမ်ဖြစ်တဲ့ကိစ္စတွေဘန်နာခွန်ကလာဖြေသွားတဲ့ဒုဝန်ကြီးအမျိုးသမီးအန်တီကြီးကတော့သူကတော့ကုံစင်းလုံးတက်နေတဲ့ကိစ္စနဲ့ပတ်သက်နိုင်ငံတကာစံနှုန်းတွေသူတိုင်းပြီးသူဖြေသွားတယ်ကုံစင်းလုံးတက်နေတာကိုသူဝန်ခံတယ်ဆိုတော့ကုံစင်းလုံးတက်တယ်ပေါ့ဗျာသူကတော့ကုံစင်းလုံးတက်နေတာအမှန်ပဲပေါ့ဗျာအမှန်ပဲပေါ့နော်အမှန်ပဲလို့ဝန်မခံပေမဲ့အမှန်ပဲလို့ပြောသလိုဖြစ်နေတယ်ပေါ့နော်သူပြောတဲ့ကိန်းဂဏန်း data တွေကတက်နေတယ်ဆိုတော့ပြတယ်အဲ့တော့ကုံစင်းလုံးတက်တယ်ဆိုတော့ကုံစင်းလုံးတက်တယ်ဟုတ်ပြီကုံစင်းတက်တာကိုလွတ်တော်အမှတ်ကလည်းလာမေးတယ်လွတ်တော်မှာလာဖြေတဲ့စီမံဘဏ္ဍာဒုဝန်ကြီးကလည်းလာဖြေတယ်ဖြေသွားရင်မဲ့သူကဖြည့်ရှင်းကြီးကြတော့မပါလာဘူးဖြည့်ရှင်းကြတော့စီဝါကူသားတို့အခြားဝန်ကြီးတွေပေါင်းဆက်ပြီးတော့မကိစ္စမျိုးတော့သူပြောတယ်ဒါပေမဲ့သူ့မှာအဖြေမပါလာဘူးဘယ်ပါလာမလဲဗျာသူကဘဏ္ဍာခွန်ဝန်ကြီးလေဘဏ္ဍာခွန်ဝန်ကြီးဌာနလေဆိုတော့ဘယ်ပါလာမလဲအဲ့တော့မပါလာတဲ့ခါကျတော့ရုပ်ကျွန်တော်တို့ဒီလွတ်တော်ကိုကြည်နေတဲ့လူတွေအတွက်ကျတော့စိတ်မသက်သာဘူးမြေမှာလဲကုန်စည်နှုန်းပြဿနာကြောင့်ပြည်သူတွေတောကပြပါတာတွေဝေးနေတယ်ဒါအမှန်ပဲနိုင်ငံတော်သမ္မတကလည်းပြီးခဲ့တဲ့ဒီလိုနေ့ကပဲခူးမှာလည်းသူပြောတယ်သူပြောတဲ့ထက်မှာလည်းဒီကုန်ထုတ်လုပ်ငန်းတွေကုန်ထုတ်လုပ်ငန်းနှစ်ဆတိုးဖို့ဒါကိုသူတောက်လျှောက် drive လုပ်တွန်းနေတယ်ဘလောက်ပဲတွန်းနာပဲရှိတယ်သမ္မတလည်းတွန်းတာသမ္မတလည်းကြာရင်ရှာပါလိန်ထွက်သွားလိမ့်မယ်သဘောရှိတယ်သမ္မတကရှာပါလိန်ထွက်သွားမယ်သဘောရှိတယ်သူဘလောက်ပြောသူ့တွေတုတ်တုံးမှမလုပ်ရင်သူရှာပါလိန်ထွက်သွားလိမ့်မယ်အဲ့လိုတော့ရှိတယ်ဆိုတော့သဘောကတော့အားလုံးသိနေတယ်အဖြေမရှိဘူး
ဒီကုန်စည်နှုန်းကြာစင်ရေးတည်ငြိမ်ရေးကိုဖြည့်ရှင်းပေးနိုင်မယ်အဖြစ်ဘယ်သူမှရှိမနေဘူး ဩ ရှိမနေဘယ်သူမှရှိနေတဲ့ပုံလည်းမပေါ်ဘူးဘယ်သူမှတာဝန်ရှိနေတယ်လို့ခံစားကြတဲ့ပုံလည်းမပေါ်ဘူးမပေါ်တော့ခင်ဗျားတို့ကျွန်တော်ပြည်သူလူထုမှာပဲတာဝန်ရှိတာလားမသိဘူး အေး ကြည့်ရ ပေါ့ တာနော်ခင်ဗျားတို့ကျွန်တော်ပြည်သူလူထုမှာတာဝန်ရှိတဲ့သဘောထင်တယ်ခင်ဗျားတို့ကျွန်တော်ပြည်သူလူထုပဲလိမ့်ပိန်ကြိတ်မိခံကွာဆိုပြီးတော့ပဲကျွန်တော်တို့ပဲခံရတော့မယ်ထင်တာပဲပေါ့နော်ဆိုတော့ပြည်သူလူထုအနေထားကဘာဖြစ်လာလဲဆိုတော့ကျွန်တော်ခဏပြောတချို့တွေကသူတို့မိဖို့ကြောင်ကသူတို့မိဖို့ကြောင်မှာရိုက်ခတ်မှုမရှိတဲ့အခါကျတော့သူတို့မိဖို့ကြောင်ရိုက်ခတ်မှုမရှိတဲ့အခါကျတော့သူတို့မိဖို့ကြောင်တည်ငြိမ်အေးချမ်းမှုကိုကြည့်ပြီးတော့အခြားသူတွေမိဖို့ကြောင်တွေကိုမတည်မငြိမ်ဖြစ်တာကိုသူတို့ခေါင်းနဲ့မထည့်ဘူးကျွန်တော်တို့တာမန်အခြေခံပြည်သူတွေမိဖို့ကြောင်လေးတွေမိဖို့ကြောင်တိတ်ဆိတ်နေတာကြီးသူတို့ခေါင်းနဲ့မထည့်တော့ကိုချင်းစားတဲ့စိတ်နဲ့ကျွန်တော်အမြဲတမ်းပြောနေတာကိုချင်းစားတဲ့စိတ်နဲ့သူတို့ပြောနေပြီတချို့ကသူတို့ရဲ့မိဖို့ကြောင်မထိခိုက်တဲ့အခါကျတော့သူတို့မိဖို့ကြောင် AC တည်ငြိမ်နေကျန်တဲ့လူတွေမိဖို့ကြောင်သူတို့ကမင်းတို့ရှောက်ပြောနေတာပါကွာလို့ပြောကြတယ်မင်းတို့ရှောက်ပြောနေတာပါကွာအောက်ခြေမှာမင်းရှောက်ပြောနေတာသူ့အတူလူတွေအဆင်ပြေနေတာပဲတဲ့လူတွေအတန်မထွက်နိုင်တော့တာအဆင်ပြေတာမဟုတ်အတန်မထွက်နိုင်တော့တာအတန်တကယ်မထွက်နိုင်တော့တာထွက်ကုန်မထွက်နိုင်တော့တာခင်ဗျာမနေ့စာညသာလုံလောက်စားဖို့တော့အတန်မနေမထွက်နိုင်တော့အဲ့လိုဖြစ်ကုန်တာတချို့ပြည်သူတွေပြောတာမြင်ဘူးချင်းကျွန်တော်ဂုတ်ဆွဲခေါ်ပြခြင်းတယ်လားကျွန်တော်ပြမယ်ဆိုရက်ကွက်တစ်ခုချင်းတစ်ခုလိုက်ပြခြင်းတယ်ငတ်ပြတ်နေတဲ့လူတွေနေစရာအိမ်တဲစုပ်လေးနဲ့နေနေရတဲ့လူတွေကိုကျွန်တော်ခေါ်ပြခြင်းတယ်မြင်ဘူးချင်းပြခြင်းတကယ်ကိုငတ်ပြတ်နေတဲ့လူတန်းသားတွေအများကြီးရှိပါဆိုတော့ဟိုကျွန်တော်ကထပ်ပြီးတော့မှဖြည့်ဆွက်ပြီးပြောချင်တာကဘာလဲဆိုတော့လေလက်ရှိမင်းတို့အားကိုးနေပါတယ်ဆိုတော့စက်တက်ထဲမှာရှိနေတဲ့ကောင်တွေကလူတွေမှမဟုတ်တာလူဆိုတာလူခန္ဓာကိုယ်တော့ဟုတ်တယ်ကွာလူအသိစိတ်ဓာတ်နဲ့လူတွေမဟုတ်ဘူးကွာသိလားဟိုဘယ်လိုပြောမလဲလူခန္ဓာကိုယ်နဲ့လက်အသိစိတ်ဓာတ်နဲ့ကောင်တွေလက်ဆိုတာမျိုးကကိုယ့်ဘက်ပဲကိုယ်ရတာလေကွာသူများဘက်ကိုမြင်ရတာမှမဟုတ်တာအဲ့မျိုးကောင်မျိုးတွေလေကိုယ့်ဘက်ကိုပဲကိုကြည့်တဲ့ကိုယ့်ဘက်ကိုပဲကိုရက်တဲ့လက်လိုကောင်မျိုးတွေကလွတ်တော်ထဲမှာအမတ်တို့ဝင်ကြီးတို့ဖြစ်လာတော့မင်းကလည်းကိုယ်ပဲကောင်းစားရေးပဲကြည့်မှာပေါ့ကွာသူများကောင်းစားရေးသူတို့ဘာသိတော့မှာတော့ဥပမာဒီကုံစင်းတို့တက်တဲ့ကိစ္စကိုပဲဘန္နာခွန်ကဟာတွေလာပြီးတော့မှဖြည့်ရှင်းခိုင်းနေဆိုတဲ့ဥစ္စာမျိုးအလွယ်ကြီးဆိုတာကိုထမင်းစားကြည့်တဲ့သူတိုင်းသိရလေဒါတွေကစီးပွားကူတန်းတို့ဘာတို့ဟလာဒါကာစတန်တို့ဘာတို့လာမှလေဟိုဟာတွေကမလာဘဲနဲ့ပေါ့လို့ပေးစားဟာမတွေလွတ်ပေးတယ်ဆိုတော့စဉ်းစားကြည့်လေထပ်ပြီးတော့မှဖြည့်ရှင်းပြန်တော့လေဟိုပြောတော့ပြောပြတယ်ဟုတ်တယ်သူကုံစင်းတို့တက်တာကိုလက်ခံတယ်ဒါပေမဲ့ဘယ်လိုဖြည့်ရှင်းရမလဲဆိုတဲ့ဥစ္စာမျိုးကိုသူတို့မှ reply မလာနိုင်ဘူးဆိုတော့မင်းစဉ်းစားကြည့်လေအဲ့တွတ်တော်ထဲမှာစောက်ဆန်တွေအများကြီးယူပြီးတော့မှပြည်သူပြောပေးတဲ့ဥစ္စာတွေပြည်သူတန်တွေဘာတွေနားဆွေပြီးဘာတွေပြောနေလဲဆိုတာမျိုးမင်းစဉ်းစားကြည့်လေဟုတ်ပါလားဟုတ်ပါမလားသူတို့ဒီပြည်သူတန်တကယ်နားထောင်နေတဲ့လူတွေဟုတ်ပါမလားဆိုတော့မင်းစဉ်းစားကြည့်ပေါ့လို့ပြောချင်တယ်နော်အဲ့တော့စက်တဲ့အုပ်ချုပ်လိုက်တဲ့ကာလတစ်လျှောက်လုံးမှာကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့မျိုးပဲဒီပြည်သူပဲခံရတာမဟုတ်တော်လိုင်းရေးထောက်ခံတဲ့သူမှခံရတာမဟုတ်အနီစိန်ထောက်ခံတဲ့သူမှခံရတာမဟုတ်ပုံလုံးခံရတာလို့ကျွန်တော်တို့ပြောပြီးသားစစ်သားဟောင်းတွေကနေစပြီးတော့မှလက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေကအစာခံရတာဥမာပုံစံလုံးနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာဟုတ်လားဒါတစ်ခုအကြောင်းအရာတစ်ခုပဲရှိသေးတယ်နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့ပြောမယ်ဆိုဒီကောင်ကတော့ရခီးပေါ့ဗျာရခိုင်သားဟိုရခီးပေါ့အဲ့ကောင်ကစစ်တပ်ထောက်ခံအားပေးတဲ့စစ်သားဟောင်းပေါ့ဒဏ်ရာရလို့နားနေတဲ့ကောင်ပေါ့အဲ့ဒီကောင်ဆိုအခုကြည့်လိုက်ဒီကောင်ဘာတွေငိုပြမလဲဆိုတော့ကြည့်ကုံစင်းလုံးတက်တာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတနဲ့တကွကာကွယ်ရေးဝန်ကြီးဌာနပြည်ထရေးဝန်ကြီးဌာနမှသက်ဆိုင်ရာလူကြီးမများအားလုံးမင်္ဂလာပါခင်ဗျာယခုကျွန်တော်ပြောကြားသတင်းပေးပို့လို့တော့အကြောင်းအရာကတော့ ပြောပါဦး ကျွန်တော်တို့နိုင်ငံမှာလမ်းဘေးကွမ်းရတဲ့လူတော်မှကားစီးနေတဲ့အချိန်ကျဥတစ်လုံးကို900ဖြစ်နေတဲ့အချိန်အပြင်ပုဂ္ဂလိကဝန်ထမ်းတွေတောင်မှလားစာတစ်လကို5-8သိန်း10သိန်းဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေပင်စင်စားတွေကကိုယ်ဝင်ငွေနဲ့ထုတ်ငွေမညီမျှပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကုန်စည်နှုန်းတက်တာတွေရောပေးတဲ့လားစာတဲ့ကျွန်တော်ကုန်စည်နှုန်းနဲ့ဘလို့မှကိုဒါစားဝတ်နေရေးကိုမရင်ဆိုင်မကြော်လောက်နိုင်ဖြစ်နေပါတယ်။ဟောဒီလိုအတွက်ကြောင့်မလို့ကျွန်တော်နိုင်ငံဝန်ထမ်းတွေနဲ့ဒါပင်စင်စားတွေကိုဖြည်းဖြည်းချင်းလားစာများတိုးမြင့်ပြီးဖို့ပြောကြားလိုပါတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာဒါမိဘပြည်သူတွေရင်ဆိုင်ကြော်လွှားနေရတာကနံပါတ်1စိတ်ရေးပေါ့နော်နံပါတ်2ကကြတော့ကျွန်တော်ကုန်စည်နှုန်းပေါ့ဒီကုန်စည်နှုန်းများကိုလည်းဒါကုန်နှကြီးများနဲ့နှိမ့်နှံဆွေးနွေးတိုင်ပင်ပြီးတော့မှကုန်စည်နှုန်းကျဆင်းအောင်ဆောင်ရွက်ပေးစုလိုပါတယ်ကျွန်တော်နိုင်ငံဝန်ထမ်းတွေမှာတိုက်လည်းမဆောင်နိုင်ပါဘူးကားလည်းမစီးနိုင်ပါဘူးမိမကိုလည်းရွှေမကွက်နိုင်ပါဘူးကျွန်တော်တို့ရဲ့ညုံလင်းရှက်ကျွန်တော်တို့ရဲ့တန်ဖိုးကနိုင်ငံတော်ကပေးတဲ့လားစာပဲရှိပါတယ်ဒီလားစာနဲ့ကျွန်တော်တို့ရဲ့နိုင်ငံဝန်ထမ်းတွေပြည်စင်စားတွေကကိုယ်ဝင်ငွေနဲ့ထုံငွေညီအောင်မနှဲကိုရုံးကန်လှုပ်ရှားစားတောက်နေရပါတယ်အတွက်ကြောင့်မလို့လာစာများလည်းတိုးမြင့်ပေးစီလိုပါတယ်ပြည်သူများအတွက်လည်းကုန်စည်နှုန်းများကိုကြားစင်းအောင်ဆောင်ရွက်ပေးစီလိုပါတယ်ကျွန်တော်တို့ဒါကြားဆုံးသွားတော့ဒါတမန်သားတွေရတဲ့ဖွဲ့ဝင်တွေပြည်သူစစ်တပ်ဖွဲ့ဝင်တွေအတွက်လည်းသူတို့ရဲ့ခံစားခွင့်ကိုအပြည့်အဝခံစားစီလိုပါတယ်စစ်မြေပြင်မှာဟလာဟိုစစ်တိုင်းရင်နဲ့ဟလာရှီလက်အင်္ဂါဆွမ်းလိုက်ရတဲ့စစ်တီတွေပြီးလို့ရှိရင်ဒါရှီလက်အင်္ဂါဟိုမပေးလိုက်ရပဲနဲ့ဒါဟလာဟိုတကူစားဖြစ်သွားတဲ့စစ်တီတွေအတွက်ဒါသူတို့အတွက်လည်းဒါအထူး
ခံစားခွင့်လေးလည်းရသိရှင်ပါတယ်အချို့ဆိုလို့ရှိရင်ဒါစီမဖြစ်ရဘူးလက်မဖြစ်ရဘူးတို့ပေမဲ့လည်းမိမွေးတိုင်းဖမွေးတိုင်းမဖြစ်ပဲနဲ့တခုသာဖြစ်သွားတဲ့တပ်ဖွဲ့ဝင်တွေအများကြီးရှိပါတယ် ဟော တပ်ဖွဲ့ဝင်တွေပေါ်မှာလည်းဒါသူတို့ရတဲ့ရထိုက်တဲ့အခွင့်အရေးခံစားခွင့်တွေလည်းပေးစီလိုပါတယ်ကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေမှာဒီနိုင်ငံတော်ကပေးတဲ့လစာနဲ့ကိုယ့်ရဲ့ဝင်ငွေနဲ့ထုတ်ငွေနဲ့ကုန်စည်နှုန်းနဲ့ဘယ်လိုမှကိုအဆင်မပြေပါဘူးစာရတော့ကနေရထိုင်ရစားဝတ်နေရအစကျောင်းစိတ်ရိတ်ကျမ်းမာရေးအစဘယ်လိုမှကိုရုံးကန်လှုပ်ရှားလို့မရပါဘူးဒါကြောင့်မို့လို့ကျွန်တော်နိုင်ငံဝန်ထမ်းတွေနဲ့ပြည်စင်စားတွေကိုလစာတွေများလည်းတိုးပေးစီလိုပါတယ်ကုန်စည်နှုန်းများကိုလည်းကြားစင်အောင်ဆောင်ရွက်ပေးစီလိုပါတယ်ထိခိုက်ဒဏ်ရာရတဲ့စစ်တီတွေကိုလည်းအခွင့်အရေးခံစားစီလိုပါတယ်အကြောင်းတင်ပြတင်ပို့ပေးဖို့လိုပါတယ် ဆိုတော့ကျွန်တော်အာနာရှင်စစ်ခွေးအစိုးရပေါ့နော်ဒီခွေးတောင်းစားတွေကိုဘက်ကိုပဲကြီးတဲ့ကောင်တွေအုပ်ချုပ်နေတဲ့များကာလာပါတော့မပူနဲ့ခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေကငတ်ပြီးတော့မှဒီကောင်တွေနဲ့ပေါင်းတဲ့လူတစုပဲချမ်းသာသွားမှာလို့ရှေ့ပါပြောပြီးသားပဲစစ်တဲ့အုပ်ချုပ်လိုက်တဲ့ကာလာတစ်လျှောက်လုံးမှာခင်ဗျားကျွန်တော်တို့ပြောပြီးသားတက်လာတာကုန်စည်နှုန်းပဲပေါ်လာတာစပေးရှောင်တဲ့ဒုက္ခရောက်တဲ့ပြည်သူပဲရှိတယ်လို့ပြောပြီးသားအဲ့ဒီဥစ္စာကိုတိကြီးနေမှာဆက်ပြီးတော့မှဒီကောင်တွေကိုတွန်းလှန်မှုမကြိုးစားဘဲနဲ့တွန်းလှန်ပြီးတော့မှရှင်တန်ဖို့မကြိုးစားဘဲနဲ့မတွန်းလှန်ပဲဖင်ခံဖို့ကြိုးစားရင်တော့ကိုယ့်ဘဝကိုကြောင်းလေကျွန်တော်တို့ဘာမှတနာစရာမရှိဘူးလေနော်ဒါကစစ်သားဟောင်းတော့စစ်တပ်အုပ်လက်ရှိမှာအနားယူထားတဲ့ဒဏ်ရာရလို့အနားယူထားတဲ့စစ်သားဟောင်းပေါ့နော်အဲ့ဒါဘဝကိုကြည့်လိုက်ကုန်စည်နှုန်းသူတို့အုပ်ချုပ်နေသူတို့ရဲ့ဒီအားကိုးနေတဲ့ဘဲကြီးတွေရဲ့အုပ်ချုပ်တဲ့ကာလတစ်လျှောက်လုံးမှာဘာတွေဖြစ်နေလဲဆိုတာကြည့်လိုက်ဟလာတဲ့ကုန်စည်နှုန်းပေါ်မှာသူတို့ဘယ်လိုတွေခံစားနေရလဲဆိုတာကြည့်လိုက်ဒါလက်ရှိပကတိအရှိတရားဖြစ်ပါတယ်ဆိုတော့ဒါကစစ်သားဟောင်းဖြစ်တယ်ဆိုတော့ပြည်သူတွေဘက်ကိုလှည့်အောင်ကဲမေးအောင်လိုင်းကြီးယူတော့မှပြည်သူကတပြီးတော့မှပြောရလောက်တဲ့အထိဘာဖြစ်နေပြီလဲကြီးပြည်သူဘဝအောက်ခြေပြည်သူဘဝဘာဖြစ်နေလဲကြီး မြေရသူ့ကြော်ပေါ့ဗျာ အဲ့တော့မင်းတို့ပြောနေကြစကားတစ်ခုရှိတယ်ကွာသိလားစစ်တပ်အုပ်ချုပ်တဲ့နေမြေမှာပြည်သူတွေကအေးအေးချမ်းချမ်းနေရတယ်ဆိုမင်းတို့စစ်တပ်အားပေးထောက်ခံတဲ့ဘောမတွေပြောနေကြရှေ့ဟုတ်လားချစ်အောင်ဟုတ်ပါမလားကိုလက်ရှိအခြေအနေကိုပဲမင်းတို့ကြည့်လိုက်အောင်ဒါဒီခုပဲရှိသေးတယ်နောက်ထပ်ပြဿနာပေါင်း16000နေအများကြီးရှိသေးတယ်အဲ့တော့စစ်တပ်အုပ်ချုပ်တဲ့နေရာမှာဟာအေးချမ်းပါတယ်တို့တိုက်ပွဲမရှိတာပဲရှိတယ်ကွာသိလားဘလို့ပဲသားတယ်မင်းတို့တအားမပြောကြနဲ့မင်းတို့စစ်တပ်ကလူဘာဝမှုပေါင်းများစွာကိုမြို့ပေါ်မှာရှိနေတဲ့ပြည်သူတွေလည်းခံစားနေရတယ်လို့ဒါတိုက်ပွဲဖြစ်နေတဲ့နေရာမှာဆိုရင်ပြည်သူတွေကပိုတော်မှခံစားရသေးတယ်နော်အစစ်ရှောင်တွေကိုအချမ်းဘက်ကိုအားပေးပါတယ်ဆိုပြီးတော့မှ PDF ခေါင်းစဉ်တက်ပြီးတတ်တဲ့ဥစ္စာတွေရှိသေးတယ်ပြောကြည့်ပါအောင်ကွာမင်းတို့စစ်တပ်ထောက်ခံအားပေးတဲ့ကောင်တွေကိုငါမေးချင်တာမင်းတို့စစ်တပ်ရှိနေတဲ့ကာလပတ်လုံးမှာပြည်သူကအေးချမ်းစွာနေရလားကြောက်တရားနေနေရလားဆိုတော့မင်းတို့အုံတော့ပိုင်စဉ်းစားကြည့်ပေါ့နော်ဥပမာမင်းတို့ဘာမဲအောင်လိုက်အောင်တပြီးတော့မှပြောနေရပြီဒါတွေကမတွန်းလှန်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးတောင်းဆိုတဲ့ပုံစံမျိုးဖြစ်နေတာတွန်းလှန်နေတဲ့ဥစ္စာမျိုးဆိုမင်းတို့ရဲ့ဘာဖို့မဲအောင်လဲအပတ်နဲ့တော့လှမ်းပေါ့လိမ့်ဒါလေးပဲပြောချင်တာနော်ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်တစ်ခါမှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေဘလာတာရီဘလော့ YouTube channel ဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့တလုံးလုံးဝပြေဝနိုင်ကြပါစေခင်ဗျာ